San Fran ကိုပါနေပါတယ်6နာရီနဲ့49မိနစ်ဖြစ်နေပါတယ်။ရာသီဥတုကတော့မြင်တဲ့အတိုင်းပါပဲမိုးတဲနေပါတယ်။ကိုရီသွားတဲ့နေနဲ့မှာကြိုက်ပြီးတော့မိုးတဲနေပါတယ်။ဘတ်တစ်ကတ်ပေါ်ရတဲ့နေရာပါဟိုမှာတမိုးလေးရေးပြထားပါတယ်ငါစကားထွက်မဲ့အချိန်လေးဟိုပြထားပေးပါတယ်ခုမြင်နေရတဲ့နေရာကစင်ကာပူသွားမယ်ကားလိုင်းတီးတာခွဲထားတဲ့နေရာပါဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်ဘိုင်ဘိုင်